စပင်ဖြူရတခါပြန်နေဖို့ဘယ်လောကီလူပညာမတတ်နိုင်စွမ်းသာလောကဓမ္မတာဝေဖေရဲ့မြတ်ကျေးဇူးတွေဝေအမေရဲ့မြတ်ကျေးဇူးတွေစလုံးမကုန်နာကိုရဲ့ဝေနှွေထွေးတဲ့မြေတာငတ်ခဲ့သူတယောက်မှရှာတဲ့လုံးစားငါလိုက်အောင်မဲ့မိဘနှစ်ပါးတွေ့ရင်တော့ရှိသမျှအားနဲ့လုံးကျွေးမဲ့ယေဆိုရာဆုံးစင်မြေယေဆိုရာဆိုင်ယုံမရှိတဲ့ပြောပေမဲ့လေ